ကျွန်ုပ်ရဲ့လက်ထောက်ကဘုတ်ပြားပေါ်သို့ရေအနှဲငယ်ဖြန်းလိုက်ပါတယ်ဒါကလူပုလေးတွေလောကကိုမိုးတိထန်စွာရွာချစေခဲ့ပါတယ်သူနဲ့ထပ်ဖြန်းလိုက်တဲ့အခါတပြည်လုံးမှာတက်ရှိတွေပြည်လာခဲ့ပါတယ်ဒီကဘာကြီးတည်ရှိနေတာကျွန်တော်ဖန်တီးထားလို့ပါလူတွေဟာတစ်သားကိုပုတ်တိုက်ပြီးမီးရအောင်စူးစမ်းကြပါတယ်ထို့နောက်ရုတ်တရက်မီးတောက်သွားခဲ့ပါတယ်ကျွန်တော်ကလက်ထောက်ကိုမြင်သာစွာမှုတ်ခိုင်းလိုက်ပါတယ်တခုတည်းသောမီးတောက်ကချက်ချင်းငင်းတက်သွားပါတယ်ထို့နောက်စင်တွေကိုလူအုပ်စီပို့ကထွက်ပြေးခိုင်းစေခဲ့ပြီးလှိုင်ကူထဲသို့ပြန်ပို့ခဲ့ပါတယ်ကျွန်တော်ကြည်နက်စွာနဲ့စာအုပ်တွေပြန်ဖတ်နေတဲ့အချိန်မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်ရဲရင်တော်လူသားတစ်ယောက်ဂူထဲမှာထွက်လာပါတယ်သူတို့မိုးရွာဖို့စူတောင်းရင်ကခုန်နေကြတယ်လို့ကျွန်တော်လက်ထောက်ကပြောပါတယ်ကျွန်တော်မိုးရွာပေးဖို့မိဒီမှတတိယလိုက်ပါတယ်ဒါကြောင့်မိုးရွာဖို့အမိန့်ပေးလိုက်ပြီးကျွန်တော်ရဲ့လက်ထောက်ကဘုတ်ပြားကိုထပ်မှဖြန်းလိုက်ပါတယ်ထို့အခါမိုးကချက်ချင်းရွာကျလာခဲ့ပါကသူတို့ပျော်ရွှင်သွားကြပါတယ်လက်ထောက်ကိုပိုဖြန်းပေးဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သူတို့ခွင့်ပြုချက်မရပဲမီးရှာဖွေတာကိုကျွန်တော်အခဲမကြီးသေးပါဘူးသူတို့ပိုင်ဆိုင်သမျှဟာကျွန်တော်စီကလာတယ်ဆိုတာကိုသိစေဖို့ပလက်ယောဂါကိုဖြန်းခိုင်းခဲ့ပါတယ်။ဘူးဒီဘူးတစ်ခုမှပလင်းတစ်လုံးကိုယူလိုက်ကပေါ့ပေါ့ပါပါဖြန်းလိုက်ပါတယ်။ယောဂါဒီချက်ချင်းပြန်သွားကမျိုးနွယ်စုတွေကလူတွေတယောက်ပြီးတယောက်လေးကျသွားပါတယ်။ကျွန်တော်ကြည်နက်သွားပြီးအိပ်ပျော်သွားခဲ့ပါတယ်။မိုးလာတော့အရာအားလုံးကပြောင်းလဲနေပါတယ်။လူကဘာမှနှစ်တန်းပေါင်း20ကျော်သွားပြီးတစ်ချိန်ကလူတွေဘူးထောင်နေသူများပြီးယခုအခါတမန်ကြီးနဲ့ကွန်ကရစ်တာဝါတိုင်များပြီးနေထိုင်နေကြပါတယ်။ကျွန်တော်ချက်ချင်းဒေါသထွက်သွားခဲ့ကလက်ထောက်ကိုအဆောက်အဦရှိတစ်ခုကိုမီးရှို့ခိုင်းခဲ့ပါတယ်။သူကမီးချစ်ဆန်တစ်ခုကိုညှော်စင်စီပြစ်လိုက်ပါတယ်ဒါပေမဲ့ဒီလောက်လေးကကျွန်တော်ကိုစိတ်မပြေစေခဲ့ပါဘူးဒါကြောင့်ကျွန်တော်ပါးစပ်နဲ့လီကိုမှုတ်ထုတ်လိုက်ပါတယ်ကြီးမားသောမီးခိုးလုံးကြီးကောင်းကင်သို့တက်လာကခေါင်းမိုးပေါ်ကိုလူပြီးပိတ်နေပါတယ်ကျွန်တော်စိတ်လှုပ်ရှားနေပြီပါမီးကပိုပြင်းလာတော့သူတို့ဒူးထောက်ပြီးကောင်းကင်ကြီးကိုတနာဖို့တောင်းခံကြပြီပါလက်ထောက်ကမိုးရွာဖို့ကျွန်တော်ကိုကြံပြီးပါတယ်ကျွန်တော်တခုခုကိုတတိတူနေတာကြောင့်သူပြောတာကိုလှည့်ရှုနေပါတယ်သူနောက်မီးတပ်သမားတွေရောက်လာခဲ့ပါတယ်ဒီအန်လူကကျွန်တော်ကိုဒေါသထွက်စေခဲ့ပါတယ်လက်ထောက်ကသူ့လက်ကိုမြုပ်လိုက်ပါတယ်ပြင်းထန်သောလေးစားနှမတွေညှော်ပေါ်အပေါ်ပြီးပေါ်လာကခေါင်းမိုးပေါ်ရှိနေတဲ့လူတွေကိုကောင်းကင်ပေါ်သို့ဆွဲခေါ်သွားခဲ့ပါတယ်။မုန်တိုင်းကပြင်းထန်လို့တော့ပါနေပုံမျိုးကြီးအခဏအတွင်းပြီးပျက်စီးသွားခဲ့ပါတယ်။လေယာဉ်အားလုံးကိုကြည့်တာကျွန်တော်ပြုံးနေခဲ့ပါတယ်